ရှေတော့လူသားလေးတယောက်မင်းကိုချစ်တယ်ပြောဖို့မွေးဖွားလာခဲ့ပြီးတော့မင်းနဲ့ဆုံဖို့20ကျော်လောက်ထိအဝေးကြီးကနေပြေးလွှားလာခဲ့မင်းမျက်နှာလေးကိုထိုင်နေရတာနဲ့သူ့မှာမင်းတပ်ပုံလေးတွေထိုင်ဆေးပြရတာနဲ့မင်းကြောင့်တချင်းလေးတွေရေးရတာနဲ့အေးရေးမဝမြတ်တွင်းချက်တွေးရပါနဲ့မင်းကတော့ဘယ်အလေးထားပါမလဲဘေးနားမှာဘဲလေးတွေအုံခဲနေတာမမီတဲ့ပန်းလေးကိုခုံဆွဲနေတာသူ့မှာခဏခဏပြုတ်ကြတယ်ပုံပဲတွေကြမင်းမကြိုက်တဲ့အရာတွေမလုပ်ပဲနေမှာမင်းကြိုက်တဲ့မုတ်ပဲပြေစားမင်းကြိုက်တဲ့ရုပ်ရှင်မင်းကြိုက်တဲ့အရာတွေကိုတိတဲ့လုံးလုံးတခြားစုံဝဲတွေအကုန်လဲပေမှာသူမင်းကိုချစ်တယ်မင်းသူ့ကိုပြန်ချစ်မယ်လို့လဲမျှော်လင့်နေတုံးနဲ့မင်းစီက reply လေးများရရင်ဦးမျိုးကခုံပေါက်ပြီးအော်ဟစ်နေတုံးမယ်အဖြစ်တောင်းရင်တော့သူ့မမျက်ရည်ဝဲရတယ်မင်းကပညာသားပပနဲ့ရှော့ပြစ်နေလို့ရဲ့ငိုလိုက်ရှိလိုက်နဲ့အင်္ဂလူတွေနဲ့စိတ်ချမ်းမာရေးဆရာဝန်ခေါ်စစ်နေအောင်မယ်အဲ့လိုမင်းကိုယူတာမထမင်းလို့ဟဲလို့ပဲမျက်စောဖျားဆင်းချွတ်လဲမကျွတ်တဲ့တန်ရောစင်နေနဲ့ကောင်းမင်းမို့လို့ညင်းလို့တယ်နောက်ဆုံးချခင်းထားတဲ့မာနလေးတွေကိုတစားစီပြန်ကောက်သိမ်းလိုက်ပါတယ်မင်းပြောတဲ့တငယ်ချင်းဆိုတဲ့ဂုံပေါ့လေးကိုတည်တဲ့ထိပဲငါစောင့်ထင်းလိုက်ပါမယ်မင်းလေးကကိုထင်ထားတဲ့တပ်ပေါ်လေးပြန်လာတယ်အကောင်းတဲ့တို့ကောင်းတဲ့ဖေးလို့စိတ်နာစရာမတွေ့နဲ့အလင်းလေးချလာရဲ့မင်းဘေးနာကိုရိတ်တာလေးပဲမင်းလေးမဲကမျက်လုံးလေးပိန်လို့အိမ်ပါညမလေးမင်းနဲ့သူနေထားတဲ့တခြားစီမိုးခေါင်ရေရှားတဲ့ဒေတာတွေတွားပြီးအိမ်မက်တွေကိုစိုက်ပြိုးမိတဲ့ကောင်မျောလင်းချက်လေးတွေမှာဝေဝါးနေရပြီတငယ်ချင်းတွေကနေသားတွေကြပြီလားမေးရင်လည်းသူ့မှာအဖြေစကားတွေကမရှိဒီလူကိုထားပြီးထွက်သွားစမ်းမှာမင်းနဲ့တရအောင်မလှေကားတွေအများကြီးဝေဟိမှာလွင့်သွားတဲ့လေတကွန်နဲ့မြေပြင်ကရစ်ပဲမျိုးမို့နှစ်ယောက်ချဆက်ထားတဲ့တန်ရောစင်ကျိုးတွေကိုကောင်မလေးဟာကစိန်ချိုချိုအပြန်လန်ပေးဖို့တဲ့ nickname မျိုးကိုအိမ်မက်ထဲမှာနောက်ပြောင်ပြီးရှောက်ခေါ်နေတုံးပဲအရင်လုံးနေရင်လာဖွင့်မလားလို့တယ်လီဖုန်းလေးကပေါက်ကြောင်ပြီးစောင့်မျှော်နေတုံးနဲ့ကောင်လေးကရီရတယ်ကောင်မလေးကဒီဘဝနဲ့ဒီညပဲလို့ပြောတာတော့ပြန်ဆင်ပြေခြင်းတယ်လို့ကြီးကြတယ်ဘဝကကိုရေးဘူးတဲ့တချင်းလေးလို့ကာယံပင်ညီပါမလဲတဲ့သူ့ဆုံးမြတ်ချက်ကတီးကြပဲငါမထုတ်ဘူးတဲ့ခံစားချက်တွေဖြီးမပြရဲဘိုင်းကောင်းကြောက်ဖိထားတဲ့ညီမနဲ့မင်းကကိုထင်ထားတာထက်တော့မမိမပူပြီးတာတယ်ခက်ခက်ခဲခဲတီးဆောက်လာခဲ့တဲ့ခင်မင်မှုတွေကိုအလွယ်လေးပစ်ထားခဲ့ပျော်ခဲ့ဘူးတဲ့အတိတ်တွေနဲ့အမှတ်တရပေါင်း16000ကိုထည့်တွေးတင်သားနဲ့ပုံမြင်လေးရဲ့အဆိုးမှာကောင်မလေးကနောက်တစ်ယောက်ကိုတကယ်ရွေးချစ်သွားတယ်ကောင်လေးကတော့ရင်ကွဲနာချဟိုးကောင်းခင်ရမှာကြိတ်လေးဖြစ်သွားတဲ့ဟင်းလေးက